โอสุลาซา โอ้สุลาซาหาเลยเว้ย มิงกลาวาชี โอ้โห มาไปเลย เนาะ ปฏิโล ไม่กล้าวะ ปฏิโลแล้วเนี่ยเข้าไปท้องไหม มาเลยเพลินท้องนะเป็นผมวะฮะ จะซองแล้วนั่นแหละใครยิงไหล โอ้ ไหล เฮ้ยเกลกูเป็นยังไงกูยังคอยยังจะรู้ได้กี่มั้งเรายังคอยยังจะรู้ได้กี่มั้ง จะดูจะคว้าละกี่เบ้ยิ่งใจกูจะคว้าละกี่วะเอ๊ะ ฮัลโหล สองปลื้มมาได้ ฮัลโหลน่าว่ะ ฮัลโหล ฮัลโหลฮัลโหลเงินนี่เรื่องกว่าเด้นี่ต้องนกตาขี้เนาะ ยังก็ต้องนกตาขี้เนี่ยบัตเตอร์เว้ย ใครนักใครปี้ๆเนี่ยโอเค ยังก็เต้ไปเบล นั ล์นะ เต้เสียงดังตะป้อ เนี่ยเต้ นัเต้โตโดตะป้ออย่าตะใจบ้านเนาะ ยังจะแจ๋ว นั เนาะ เต้ปี้ๆเนาะ ไม่เว้ย อย่าพี่เมฆมาสองควายละกันเนี่ยอย่าพี่เมฆตะป้อ ฮะสองค่อยเลยอย่ามัวในแกปู น้ำมูกแกปวดน้ำพาแกประโยชน์ อย่าปานในแกไปย่อ น้ำพาแกประโยชน์นั่นนี่แกสอบปลูก อย่าแกชอบเมื่อ สอบปลูก ฮะ โอ้ยสอบปลูกคุยเอง อย่าแกชอบไม่ว่าอย่าแกตะลุแต่ว่า ก็เลยค่ะ อันเดทำไมเนาะไม่แกนี่เลยหาเลยกว่าเลย นี่ละแกหาละแกอสุลากเนาะตอนนี้เนี่ย ตอนนี้เนี่ยมันดูหรอตอนนี้เนี่ยแกมันดูหร ต อ อนนี้เนี่ย มันดูแลตอนนี้เนี่ย แกมาเมคเลเนาะ ให้ไม่เคลียร์ตอนนี้เนี่ยตอนนี้เนี่ยเตะตะบ้าหรอวะเตะตะบ้าหรอวะนี่มาหนูสกอယောက်ျားလေးနဲ့ရတာပေါ့နော်စကောကိတ်တယ်လို့မပြောမတဲ့တဲတော့ဘလို့လောက်ရမလဲမသိတော့ညီမလေးတဲ့နော်သူတို့နေ့တိုင်းပြောနေတယ်ညီမလေးစားရတာညီမလေးပြောမတဲ့ဘူးဘလို့အရန်ခဲလုံးတယ်ကွာ เลยอยู่เนาะอย่าบ้าคลายเพลย์บ้า နဲ့တဲ့ပေါ်လဲရင်နာတိပါ อย่าเตะน่าเล่นเตะวันยอดนี่น่าจะเกลือว่ะ အေးတဲပကယောနေတဲတပါပါ เตะวันยอดนี่บ้ากันแน่นี่น่าเตะบ้ากันยอดนี่ ရမဲပိုးရတဲပကယောတပါပါရဲလေဆောင်ဝိုင်းခိုင်ဆောင်ဝိုင်း นี่กินเตะแล้วนะอ้อมที အော်မျိုးထိไม่ต้องတဲပါရ อ้อมอ่ะနဲ့တဲလဲပါခံတော့ကြောနောက်တယ်မဒါလေရတဲတပါပါ เว้ย အေးတဲတပါပါ แก ပါတဲမဒါလေ แกโอซูลาก็แต่ ဆုလာကောအေးလား ลาทอดตะชีเย่ตอนนี้ อะไรวะไม่ใช่วันที่10วันที่20ไม่ใช่หรอ เม แต่ในนี้เนี่ยลาทองขี้ ลาทอดขี้ชี ลาทองต้องขี้ชีอย่าแค่ให้ดื้อ แล้วก็เนี่ยจะให้เคโดสดมาได้เลย มาได้เลยแต่พูดดีวะ แต่ด้วยไลน์ของเชลีโลบีดีไลน์มาป้อนเนาะอายังเพราะล่ะอายังโรสปายเลยมากล้าบุญเล่สองลายอยู่เนาะก็ดูเล่สองย่างสิแหละแต่โดเนาะโอเคเนาะกยิมาเลยแน่สกอร์กยิกล่องกยิมาเลยแน่สกอร์กยิกล่องเนาะแต่โดนะดีไลน์มาเล่สองปีตัวเมย์ดีเล่สองก้าวป้อนเนาะอปูมาเลยใจได้เล่สองพี่ตัวเมย์เนาะเลยเนาะ ဟုတ်တယ် โอเคနော်ကျွန်တော်လည်းနော်မင်္ဂလာပါဝင်လာပြီး say hi လုပ်ပေးတဲ့တော့ဒီညနော်အိုဒီညအမလေးပြောချင်တာကအဲ့လိုမျိုးနော်အရန်ပျော်လဲအရန်ပျော်စရာကြီးဘာဖြစ်လဲသိတာတော့နာအရင်တော့ကဆိုရင်မလေးတို့အဲ့လောက်ထိဘယ်လိုပြောမလဲစိတ်မပျော်တော့သိလားနော်အကူမလေးပြီးစီမာတဲ့အချိန်ပေါ့နော်စောရတာကြားတယ်တပစီရက်10ရက်စောရတယ်လို့နော်ပြည်စီကလှုပ်လို့မမီလို့နော်တော့နာပြည်စီလှုပ်လို့မမီတဲ့အချိန်ပေါ့နော်အိုးမာတဲ့အချိန်10ရက်တောင်ဆောက်တယ်လေ ဟုတ်တယ် တပန်းနှစ်ပါးဆောက်ရတယ်တို့နော်ဟုတ်တယ်ဟောအကူမပြောတယ်ပေါ့နော်ငပိတောင်ဘယ်လောက်ထိကောင်ဆောက်လို့မနိုင်ဘူးနော်ကြာသွားတယ်အခုညီမလေးအကူမလေးပြောချင်တယ်အကူမတို့ပေါ့နော်အေးစစ်စစ်တို့မှာယူလို့ရပြီပေါ့နော်ဒီနေ့မှမနေ့ပြန်ပို့ပြီးအကြဆုံး3ရက်ပဲနော်အကြဆုံး3ရက်နဲ့4ရက်ပဲပေါ့နော်ဒါအခုငပိတောင်1ရက်ကိုအပူ900လုံးနေပြီတဲ့တော့ အိုးဟိုး အခုငပိတောင်ဒီနေ့ကစားပြီနော်ဒီနေ့ကစပြီးမာတဲ့သူတွေမနဲ့ဖြန်ပို့ပြီးအရင်တော့ကမာတဲ့သူ14 15 16 17 18 19ဆိုရင်ဒီနေ့ပဲပို့လိုက်ကုန်ပြီ
အခုအခြေအနေအခုလက်စီးမာတဲ့သူတွေမနေ့ပြန်ပို့ပြီးအကြဆိုပြီးစီဆောက်ရတာ3ရက်နဲ့4ရက်ပဲနော်တရက်ကငပိတောင်ဘူး900လုံးနေပြီနော်ခင်နော်900လုံးနေပြီတော့နာမာတဲ့သူတွေနော်အကြဆို3ရက်4ရက်ပဲပြန်ရောင်းချင်းတယ်ဘလို့ရောင်းလဲနော်မာယူပြီးဝယ်ယူရောင်းလို့ရတယ်တန်နော်မဲလေโอเคနာတဲ့တော့နာโอเคလား Good morning ကဲမလာကြနော်ဘာသာနေ promotion ရလာရနော်ဘာသာနေ promotion ရမေအေးပါကြပြီဟောနော်ခါမဖောင်းလက်ဆောင်ရဖလောက်လေးလခွေပစ္စည်းနော်ဖာဖလောက်လေးခွေပစ္စည်းနော်အော်ခွေကလည်းဘာသာပြရစီနော်တဲ့တော့ငပိတောင်တစ်ခါမှမစားဘူးနော်ငပိတောင်အခုရောင်းနေတဲ့ငပိတောင်ကတစ်ခါမှမစားဘူးတဲ့သူရှိလားတစ်ခါမှမဝယ်စားဘူးမစားချင်းနဲ့ဒါပေမဲ့နော်အမကတော့မတက်နိုင်ဘူးနော်ပြီးတော့ promotion လည်းမလုပ်ဘူးပေါ့နော် promotion နော်အခုတော့တယ်ပဲပေးမလဲပေါ့နော်စီးလာတယ်တော့စီးလာဆိုရင်ပေါ့နော်ငါပြီးတော့တစ်ခါမှမစားဘူးတဲ့သူစီးလာတို့စီးလို့ဆိုရင်ပေါ့နော်ညီမလေးကိုတိဝင်မပေးတယ်တော့ငါပြီးတော့တစ်ခါမှမဝယ်စားဘူးတဲ့တော့တိရေးလာပြီဖလဲအောင်ချဲထုံတော့ဖားတော့ကျွန်တော်ပဲဟောကဲကဲလောတိကဲကဲလောတိနော်ဖလို့လဲဝကျွန်တော်ပဲဟောနော်အကူမတွေပေါ့နော်ငါပြီးတော့ကစားဘူးပြီနော်တော့နာနီရေးလာပေးနီရေးလာပေးတော့နော်ဒီနေ့ပဲမှယူထားတယ်โอเคမမโอเคပိတ်ဆောင်လွှဲလိုက်ပြီโอเคမနေ့ဖြန်ပို့ပြီးအေးစေးပဲတို့အေးစေးပဲအကြကြီးစောင်းစရာမလိုတော့โอเคမိုင်တို့နော်တဲ့တော့ငါပြီးတော့မစားဘူးနော်တိရေးလာပေးငါပြီးတော့စားဘူးတယ်နီရေးလာပေးဒီမလေးချင်တာတော့မစားဘူးလေသူနည်းနည်းပဲကြံတော့မယ်နော်အခုတလားဆိုပြီးတော့